အားလုံးပဲမင်္ဂလာပါအခုတလော online မှာခေတ်စားနေတဲ့ကိုယ့်ရဲ့ဓာတ်ပုံနဲ့ဒီလိုအယုတ်ကတ်လေးတွေကိုဘယ်လိုလုပ်လဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဖုန်းမှာရင်ဦးဆုံး ChatGPT software လိုပါမယ်ဒီမရှိတဲ့လူတွေအတွက်ကတော့ဒီ Play Store မှာသွား download ရတယ်ပေါ့နော်ဒီရမှာမဟုတ်ဘူးသူကဒီ ChatGPT software နဲ့မသုံးဘူးဆိုရင်လည်းဒီ browser တို့ဒီ Chrome တို့မှာသွားလုပ်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင် ChatGPT ကိုအရင်ဆုံးဖွင့်လိုက်ပါပြီးလို့ရှိရင်အဲ့မှာကျွန်တော်တို့လုံးမဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ရွေးမယ်ပေါ့နော်ကိုလုပ်ချင်တဲ့ဓာတ်ပုံလေးကိုရွေးပေးလိုက်ပါပြီးသွားလို့ရှိရင်အဲ့မှာကျွန်တော်ဒီ discussion မှာကျွန်တော် prompt လေးပေးတာပေါ့နော်လောက်ကမဲ့စာသားလေးပေါ့အဲ့ဒီမှာစာသားလေးတွေနည်းနည်းလိုက်ဖတ်ကြည့်လို့ရတာပေါ့နော်အဓိကကိုကဘာအကြောင်းလုပ်ချင်တာပေါ့ကျွန်တော်တို့ဆိုလို့ရှိရင်ဒီထဲမှာလုပ်ထားကျွန်တော် travel ပုံစံမျိုးလေးလုပ်ထားတာပေါ့နော်ပါတဲ့ဒီ iPhone 60 Pro Max တို့ဒီကင်မရာတို့ Sony ကင်မရာတို့ဒီ Gucci ကပတ်တို့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒီမှာ English လိုလေးကျွန်တော်ရေးပြီးတော့ပြန်ပြောင်းလို့ရတယ်ပေါ့နော်ကိုလိုချင်တဲ့ဟာလေးတွေကိုပြန်ပြောင်းလို့ရတယ်ပေါ့ Samsung laptop တို့ Samsung S25 Ultra 5တို့ဘာတို့ညာတို့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့မှာကျွန်တော်ပြတဲ့နေတွေကိုတခြားကြည့်ပြီးတော့လိုက်လုပ်ကြည့်လို့ရပါတယ်ဓာတ်ပုံထုတ်တာအကန့်အသတ်တော့ရှိတယ်ပေါ့နော်သူကတစ်နေ့ကို free ပေးတာက၄ပုံပေါ့၄ပုံပြီးသွားလို့ရှိရင်စက်ထုတ်လို့မရဘူးပေါ့နော်အဲကြောင့်ကျွန်တော်တို့ကဒီပို့ထုတ်ချင်လို့ရှိရင်ဒါ ChatGPT software ကိုကျွန်တော်တို့ license နဲ့ဝယ်ရတယ်ပေါ့နော်ကိုထက်ခြင်းနဲ့စာသားလေးပြီးသွားရင်ဘေးနာဒီမြားအမဲလေးကိုနေလို့ရှိရင်ဒါဓာတ်ပုံစာထုတ်ပေးနေပါပြီဒါဆိုလို့ရှိရင်အချိန်ကတော့နည်းနည်းတော့စောင့်ရတယ်ပေါ့နော်ချက်ချင်းတိုင်းရတော့မဟုတ်အချိန်ကတော့ဒီ10မိနစ်2မိနစ်လောက်တော့စောင့်ရပါတယ်ဆိုလို့ရှိရင်ဒါဓာတ်ပုံသူ create စလုပ်နေပါပြီပြီးလို့ရှိရင်ဒါဓာတ်ပုံလေးပေါ်လာပါလိမ့်မယ်အချိန်2မိနစ်လောက်ဆောက်ပြီးတော့ねဒါ image creator ဆိုပြီးပေါ်လာပါတယ်ဒါဆိုလို့ရှိရင်ဒါစေ့ပြီးတော့ကိုယ့်ရဲ့ mind day မှာဖြစ်ဖြစ်Facebook post တွေမှာဖြစ်ဖြစ် TikTok မှာဖြစ်ဖြစ်ဒါတင်လို့ရပြီပေါ့နော်ဒါဆိုရင်အဆင်ပြေပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် like and subscribe လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာကျေးဇူးပါ